တရက်3လ2026တရက်တာနဲ့ပတ်သက်တဲ့တနေ့တာကဏ္ဍလေးကိုဟောပြသွားမှာဖြစ်ပါတယ်စိတ်ရဲ့ငြိမ်းချမ်းမှုကိုရရှိမယ်။ကျန်းမာရေးအညံ့တွေကင်းနေမယ်။ဇိမ်ခံပစ္စည်းတွေအကျိုးပေးနေမယ်။သက်ဆံတွေလည်းဝင်နေသလိုလိုချင်တာလည်းဝယ်မိတတ်တယ်။အစီအစဉ်ကောင်းတွေရှိနေဖို့လိုတယ်။ကို့မှာရှိတာထက်ပိုကောင်းတဲ့အရာတွေလာဖို့ရှိတယ်။ဒီနေ့အတွက်ဆောင်းဝါးရှောင်းမဲ့အရာကတော့အခွင့်အရေးတွေအခွင့်ကောင်းတွေရောက်လာပြီဆိုရင်ချိန်ဆနေတာနဲ့တွေဝေတွေးဟဖြစ်နေတာမျိုးတွေမဖြစ်စေနဲ့ကိုကိုယုံကြည်မှုရှိပါကံကြမ္မာကိုယုံကြည်ပါကောင်းတာတွေကိုလုပ်ပါတွေးပါပြောပါလက်ကြီးနဲ့မာနဲ့ Universe Message ကိုဒီဗီဒီယိုရဲ့အဆုံးသတ်မှာထည့်ပေးထားပါတယ်တနေ့တာလုံးစင်ပြေချုံးပွေးကြပါစေဒီဗီဒီယိုကိုဆုံးနဲ့တိကြည့်ပေးရတဲ့အတွက်ကြောင့်မို့လို့အားလုံးကိုကျေးဇူးတင်ပါတယ်